မိုင်းဆော့ပိတ်တယ်လုံးမင်္ဂလာပါကျွန်တော်တို့လာမဲ့ချန်ပီယံလိပထမကြော့ပွဲစဉ်တွေကပေးတက်ကြိုက်ပွဲကြီးပွဲကောင်းဖြစ်လာမဲ့ပွဲစဉ်နှစ်ပွဲရဲ့ပွဲကြိုအချက်လက်တွေကိုကျွန်တော်ပြောပြပေးချင်ပါတယ်အဲ့ဒီပွဲစဉ်တွေကိုတော့ကျွန်တော်မတ်လ12ရက်နေ့မနက်2နာရီခွဲချိန်မှာရှင်ပြိုင်သွားမှာဖြစ်ပြီးတော့ PSG တင်းနဲ့ Chelsea တင်း Real Madrid နဲ့ Man City အသင်းတို့ရဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ် PSG နဲ့ Real အသင်းတို့ကတော့အင်္ဂလန်အသင်းတွေထက်လီပွဲတစ်ပွဲကိုစောစီးစွာကန်ထားရတဲ့အခြေအနေမျိုးလည်းရှိတယ်။ဒါ့အပြင်အိမ်ကွင်းမှာလည်းကန်ရမယ့်အားသာချက်တွေကိုအသုံးချသွားနိုင်မလားဆိုတာကလည်းစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ပထမဆုံးကတော့ PSG နဲ့ Chelsea အသင်းတို့ရဲ့ပွဲကြိုချက်လက်တွေကိုကျွန်တော်ပြောပြပေးချင်ပါတယ်။ PSG နဲ့ Chelsea အသင်းတို့ကတော့ပြီးခဲ့တဲ့နွေရာသီကျွန်တော်တို့ FIFA ကလပ်ကမ္ဘာ့ဖလားဗိုလ်လူပွဲမှာတွေ့ဆုံထားခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာတော့ PSG အသင်းကချက်စီအသင်းကို3ဂိုးဂိုးမရှိနဲ့အရေးနှိပ်ခဲ့ရလဲဖြစ်တယ်။ဒါကြောင့်ပဲကျွန်တော်တို့ဒီတစ်ခေါက်ချန်ပီယံလိပြိုင်ပွဲမှာတွေ့ဆုံရတဲ့ပွဲကပြန်လည်ခြေပရမယ့်ပွဲစဉ်ဖြစ်ပြီးတော့ PSG အသင်းအနေနဲ့ဘယ်လောက်ထိပြန်လည်ခြေပသွားနိုင်မလဲဆိုတာကလည်းစောင့်ကြည့်သွားရမှာပါ။ဒီနေ့သေးနောက်ဆုံးကစားထားတဲ့ပြည်တွင်းပြိုင်ပွဲအခြေအနေတွေကိုလည်းပြောပြပေးခြင်းနဲ့ PSG အသင်းကတော့ကျွန်တော်မိုနာကိုအသင်းကို3ဂိုးတကိုးဆိုတဲ့ရလက်နဲ့အရေးနှိပ်ထားရလဲဖြစ်တယ်။ Chelsea အသင်းကတော့ကျွန်တော် West Ham အသင်းကိုအချိန်ပိုမှာအနိုင်ယူခဲ့ပြီးတော့quarter final ကိုတက်လန်းထားတာလည်းဖြစ်ပါတယ်။နှစ်သင်းစလုံးနောက်ဆုံးကစားထားတဲ့9ပွဲမှာ3ပွဲနိုင်တပွဲတည်တပွဲရှုံးနေထားပြီးတော့အခြေအနေတွေကတူညီနေရလဲဖြစ်ပါတယ်။ PSG အသင်းကချန်ပီယံလိပြိုင်ပွဲမှာလက်ရှိချန်ပီယံဖြစ်တယ်ဆိုပေမဲ့လည်းလက်ရှိချိန်မှာတော့ရလက်တွေကတော့မတီမငြိမ်ဖြစ်နေရလဲဖြစ်တယ်။ထို့တူပဲ Chelsea အသင်းကလည်းနီးပြတဲ့ Rosinha လက်ထက်မှာရလက်ကောင်းတွေရနေရဆိုပေမဲ့လည်းခြေစွမ်းကတော့အကောင်းကြီးတော့ဟုတ်နေသေးရတော့မဟုတ်ပါဘူး။ PSG အသင်းကတော့ Chelsea အသင်းနဲ့တွေ့ဆုံတဲ့ချန်ပီယံလိပြိုင်ပွဲမှာနောက်ဆုံးနှစ်ပွဲမှာတော့အသာစီးရယူထားနိုင်တာလည်းဖြစ်ပါတယ်။အဲ့တော့ဒီပွဲကိုခံမဲရမယ်ဆိုလို့ရှိရင် PSG အသင်းကပဲ Chelsea အသင်းကိုအနိုင်ရလက်ရရှိအောင်စွမ်းဆောင်သွားနိုင်မယ်လို့တော့ထင်မြင်မိပါတယ်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ Champions League ပြိုင်ပွဲမှာယာဒီတိုင်းတွေ့ဆုံနေတဲ့ Real Madrid နဲ့ Man City အသင်းတို့ရဲ့အကြောင်းကိုလည်းပြောပြပေးချင်ပါတယ်။ဒီတစ်ချိန်မှာရော16သင်းဆင်းကနေဘယ်အသင်းကပြန်လှည့်သွားရမလဲဆိုတာကလည်းစိတ်ဝင်စားစောင့်ကြည့်သွားရမယ့်အခြေအနေမျိုးမှာရှိနေရလဲဖြစ်ပါတယ်။လက်ရှိချိန်မှာ Real အသင်းကတော့ဒီကကစားသမားချို့ဒဏ်ရာရနေပြီးတော့ခြေစွမ်းကနည်းနည်းလေးကျဆင်းနေတဲ့အချိန်ဖြစ်တယ်ဆိုပေမဲ့လည်း Man City အသင်းကတော့ဒီချိန်မှာရလက်ပိုင်းနောက်ပိုင်းမှာပြန်လည်တည်ငြိမ်နေရလဲဖြစ်ပါတယ်။ဒီနေ့နောက်ဆုံးကစားထားတဲ့ပြည်တွင်းပြိုင်ပွဲအခြေအနေကိုလည်းပြောပြပေးခြင်းနဲ့ Real Madrid အသင်းကတော့ Celta Vigo အသင်းကို2ဂိုးတကိုးဆိုတဲ့ရလက်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာပါ။ Man City အသင်းကလည်းကျွန်တော်တို့ပြည်တွင်းဖလားပြိုင်ပွဲဖြစ်တဲ့ FA ဖလားပြိုင်ပွဲမှာ Newcastle အသင်းကို3ဂိုးတကိုးဆိုတဲ့ရလက်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားပြီးတော့quarter final ကိုတက်လန်းထားနိုင်တာလည်းဖြစ်ပါတယ်။ Real နဲ့ Man City အသင်းတို့ရဲ့နောက်ဆုံးကစားရတဲ့ပွဲစဉ်5ပွဲအခြေအနေကိုကြည့်ရမယ်ဆိုလို့ရှိရင် Real Madrid အသင်းကတော့3ပွဲနိုင်2ပွဲတည်ရလက်ကိုပိုင်ဆိုင်ထားပြီးတော့ Man City အသင်းကတော့4ပွဲနိုင်2ပွဲတည်ရလက်ကိုပိုင်ဆိုင်ထားတာပါ။ဒီဟာဒီတွေ့ဆုံထားတဲ့ Champions League Phase မှာတော့ကျွန်တော်တို့ Man City အသင်းကဘာနေပြူကွင်းမှာ Real Madrid အသင်းကို2ဂိုးတကိုးဆိုတဲ့အနိုင်ရလက်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။နှစ်သင်းထိပ်တိုက်တွေ့ဆုံထားတဲ့အခြေအနေတွေကိုပြောရမယ်ဆိုလို့ရှိရင်လည်းနှစ်သင်းစလုံးက6ကြိမ်စီအနိုင်ရထားပြီးတော့9ကြိမ်တည်ရလက်ထွက်ပေါ်ထားပြီးတော့ညီတူညီမျှဖြစ်နေရတယ်ဖြစ်တယ်။အဲ့တော့ဒီကြိမ်တွေ့ဆုံမှုမှာဘယ်အသင်းကအသာရရှိအောင်စွမ်းဆောင်သွားနိုင်မလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒီပွဲကိုခံမဲရမယ်ဆိုလို့ရှိရင်တော့ Real အသင်းက Man City အသင်းကို League Phase မှာတွေ့ဆုံခဲ့စဉ်ကရှုံးကြွေးကိုပြန်လည်ခြေပသွားနိုင်ပြီးတော့ Real အသင်းကပဲအနိုင်ရရှိသွားမယ်လို့တော့ခံမှန်းမိပါတယ်